นี่เรามาลาမောက်ချိုက်လောက်စားမှာဖြစ်ပါတယ်ရှင်ဒါတော့ရေစိုးတဲထားပါတော့ရေစိုးတဲပြီးသားဟာကိုမာလာမောက်ချိုက်နှစ်ထုပ်လေးထည့်လိုက်ပါတယ်နှစ်ထည့်ပြီးတော့ပုတ်ပွက်ဆိုပြီးဆိုရင်မျိုးစုံရောင်မှုလေးတွေထည့်ပါမယ်ရောင်မှုနဲ့ပြီးဆိုတော့ဒီလိုအယိုးတွေကိုအရင်ထည့်တယ်ပေါ့နော်နည်းနည်းမနှက်လွယ်မဲ့ဟာကိုအရင်ထည့်လိုက်ပါတယ်ခဏထည့်တဲ့ဒီလိုကမရိုက်လိုက်လို့ဒါတော့မလာမောက်ချိုက်တဲ့မဲ့အကင်ညောင်းတွေကကင်တွေကိုလည်းထည့်ပါမယ်ဟုတ်ကင်လေးထည့်ပါမယ်ဒီကတော့အရွက်ထည့်ထားပါတော့အရွက်ထည့်ပြုတ်ထားတယ်အရွက်ထည့်တာအောင်မရိုက်လိုက်ဘူးမေ့သွားလို့ပါရှင်ဒါအရွက်ကဆယ်တော့မှာပါနူးဒါတော့ကမာပါဥအနေနဲ့အာလူပါအာလူချီလေးနဲ့လောက်ထားပါစားလို့လည်းကောင်းလှလည်းအမြင်လည်းလှအောင်ပေါ့နော်ဥအနေနဲ့အာလူလေးပါနောက်ကျတော့ပြုတ်ပါမယ်ကဲဆိုတော့အာလူနဲ့ခါကြောက်လေးထည့်လိုက်ပါမယ်ဆိုတော့မာမီခောက်ဆွဲကြောက်ထုတ်ထည့်လိုက်ပါမယ်ရှင်ခောက်ဆွဲကြောက်ကတော့3ချက်တောင်းထားပါတယ်မာမီခောက်ဆွဲကြောက်ပါအလွတ်ထုတ်ပါ